အမျိုးသမီးတွေအဖြူစည်းနဲ့ပြဿနာကိုကိုစားတဲ့အစာအာဟာရနဲ့လည်းထိန်းသိမ်းပေးလို့ရတယ်ဆိုတဲ့အကြောင်းကို EKD ကပြောပြပေးမှဖြစ်တယ်ပေါ့နော်တီဗီသားသူတွေကတော့ကြော်သွားပါမသိသေးတဲ့သူတွေကတော့ဒီဗီဒီယိုအဆုံးထိကြည့်ပေးပါရှင်တစ်ချက်အနေနဲ့ကတော့နေ့စဉ်ဒိန်ဂျင်ကိုပုံမှန်စားသုံးပေးမယ်ဆိုလို့ရှိရင်လည်းအဖြူစင်းတာကိုတက်တာစေပါတယ်နှစ်ချက်အနေနဲ့ကတော့ကြက်သွန်ဖြူကိုနေ့တိုင်းအခုကိုစားတဲ့တို့စရာထဲမှာဖြစ်ဖြစ်ဟင်းထဲမှာဖြစ်ဖြစ်နေ့တိုင်းထက်ချက်စားမယ်ဆိုရင်လည်းအဖြူစင်းတာကိုတက်တာစေပါတယ်၃ချက်အနေနဲ့ရေမြမြတောက်ပါ၄ချက်အနေနဲ့ကတော့အမျိုးသမီးတွေရဲ့အရက်ဆေးဘက်ဝင်တဲ့ကစုံရွနီပါကစုံရွနီကိုတို့စရာအနေနဲ့တို့စားမယ်ဆိုရင်လည်းရတယ်လို့ဟင်းရဟင်းပွဲရအဖြစ်နဲ့လည်းချက်ပြုတ်စားမယ်ဆိုလို့ရှိရင်လည်းကောင်းပါတယ်ကစုံရွနီကအမျိုးသမီးတွေရဲ့အဖြူစင်းတဲ့ပြဿနာအတီးကအထောက်ပံ့ပေးတဲ့ဟင်းရတစ်ခွက်တည်းဖြစ်တယ်ပေါ့နော်ဒါလေးတွေကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင်အဖြူစင်းတာကိုတက်တာစေပါတယ်အခုEKDပြပြသွားတဲ့ဒီအစားအစာလေးတွေကိုကိုကမကြိုက်နှစ်သက်တဲ့အထဲမှာပါတဲ့သူဆိုရင်တော့ဟောဒီက vegan cider လေးကိုနေ့စဉ်မနက်တစ်ခါညတစ်ခါလိမ့်ပေးမယ်ဆိုလို့ရှိရင်အဖြူစင်းနာတွေတက်တာစေပါတယ်အဖြူစင်းနဲ့ပါလာတဲ့အနှံ့အသက်ကိုလည်းတက်တာစေပါတယ်အဖြူစင်းနဲ့ပါလာတဲ့ရာရံမှုကိုလည်းတက်တာစေပါတယ်အဲ့တော့EKDရှိမှာ vegan cider ကိုလက်လီလကအပ်ပေးလို့ရတယ်vegan cider လေးကိုလိုချင်မှာက EKD ရဲ့ TikTok.cb ကနေမှာလို့ရတယ်လို့ဖုန်းဆက်ရည်လည်းမှာလို့ရပါတယ် EKD ရဲ့ဖုန်းနံပါတ်ကတော့969448ကနေဆက်သွယ်မှာလို့ရပါတယ်အမျိုးမျိုးနယ်ကို EKD ကအိမ်ရောက်ငွေချေပို့ဆောင်ပေးတာပါတယ်ရှင်လက်လီလကအပ်ပေးလို့လည်းရပါတယ်